င်းနဲ့ကြက်တော်မိတ်နဲ့ရေစိမ်ထားရနော်အသားတွေကိုရေသွင်းဖို့နော်သားတွေကိုပပလှီးထားတယ်နော်မြုပ်ဝစိမ်နေပြီဒီလောက်ပဲထည့်လိုက်တော့နော်ဘေးကင်းစော်ဒါလေးနော်နည်းနည်းလေးပဲနော်အဖျားလောက်ပဲထည့်မယ်နော်သူကအသားကိုနူးညံ့စေတယ်နော်စားလေးနည်းနည်းထည့်မယ်နော်ဒီရဲ့အချုံမုတ်လေးထည့်မယ်နော်ကြက်တော့မိတ်နဲ့ဂျင်းနဲ့စိမ်ထားတဲ့အရေးပေါ့နော်နည်းနည်းစီအသားတွေကိုလိုက်မယ်နော်ရေဓာတ်တွင်းတာပေါ့နော်အသားကိုရေဓာတ်တွင်းတာရေမရှိတော့နော်ရေကစုပ်သွားတယ်အသားလေးဝင်သွားတယ်အသားလေးကရေဓာတ်ဝင်သွားတော့ juicy လေးဖြစ်နေတာပေါ့နော်နူးညံ့တဲ့ရေဓာတ်လေးရတယ်ရှိတော့လေအဲ့အသားစားကောင်းတယ်နည်းနည်းတော့စိတ်ရှိချင်းနဲ့ရေလေးတွင်းမိရတယ်နော်ဒါပဲအသားမဆိုလုပ်လို့ရတယ်နော်စိတ်သားလေးလုပ်လို့ရတယ်ချက်သားလေးလုပ်လို့ရတယ်နော်ဒါရေမရှိတော့နော်ရေမရှိတော့နော်ရေလေးစုပ်သွားတယ်နမ်းမြိုင်အကြည့်နည်းနည်းထည့်မယ်နော်ဖြူစရာနည်းနည်းပို့ထည့်ဖြူစရာသူကအချိုးလေးပါတယ်အမြန်လေးပါတယ်ကုန်းမုတ်လေးနည်းနည်းထည့်မယ်နော်ကုန်းမုတ်ကလည်းအသားလေးနည်းနည်းဣတယ်ကျုပ်အကားလေးနော်တစ်စွန်းလောက်ထည့်ကြည့်မယ်နော်ခဏထားလိုက်မယ်နော်ပဲငမြကြီးတစ်စွန်းလောက်ထည့်လိုက်မယ်နော်နောက်ကြီးကနည်းနည်းပဲထည့်မယ်နော်မျိုးကောင်းမုတ်လေးထည့်မယ်ကောင်းမုတ်လေးနည်းနည်းထည့်ဒီကရေဖြောထားတာလေးနော်ရောလိုက်မယ်နော်ဆော့လို့အပေါ်ကနေတော့နောက်ဆုံးလောင်းပါလေဒီအသားကိုဆော့မြုပ်ကောင်းမမထည့်မိလို့အခုမြုပ်ကောင်းမနည်းနည်းလေးထည့်လိုက်မယ်နော်နည်းလိုက်မယ်တော့ရေတော့ထည့်ထားတာတော့နော်ရေကစုပ်သွားတယ်အဲဆိုအဲ့အသားလေးကနူးအီတော့လေ juicy လေးဖြစ်နေအောင်သူ့မြေပဲစီမြေပဲကိုစက်ကြီးနဲ့ကြိတ်ပြောလေအနေလေးအကုန်စစ်ထားတာကြီးတောက်တာပဲအဲ့ဒီရထားနော်အခုကတော့ကြော်မှာမို့လို့စီကိုများထည့်ထားလိုက်တယ်နော်အသားကိုအရင်ကြော်လိုက်မယ်နော်ဒါမကက်နဲ့အိုးနဲ့ကြော်မှအဆင်ပြေတာကက်တဲ့အိုးဆိုရင်အောက်မှာလေအကုန်လုံးကက်ကုန်တယ်သူကကော်မုတ်ကလည်းပါတော့လေအဲ့အိုးရရတယ်လေယူရပြီးတော့သုံးရတယ်နှုတ်ဝင်ရင်လေအကွာဝိုင်းကတ်သွားအဲ့ဒါကြောင့်နောက်ပိုင်းအန်ဒီကဟိုနေစီးပဲတုံးတော့တယ်အဲ့ဒါကြောင့်အိုးဖို့တော်တက်တာနေတာစကားလေးစစ်ချတယ်နော်ပေါ်ထားတဲ့စီပေါ့နော်ဒါလောင်းခဲ့ပါရဆော့လေးလောင်းခဲ့ထည့်အုပ်လိုက်စားလေးနည်းနည်းထည့်မယ်နော်အမြန်လေးနည်းနည်းလိုချင်ရချလိုက်တာမင်းပိတ်လိုက်တာအရတာတာဟောအတားနုရနော်နောက်ရောဆူဆူအေးဖြစ်လာကြိုက်တာဟောကြိုက်တယ်တဲ့